ကက်ကက်မှာမြန်မာစာပေါက်မအောင်ထည့်လို့ရပါသလားမြန်မာစာပေါက်ကလန်းလေးကိုတုပ်ပြလို့ရပါလားလို့မေးဟုတ်ကဲ့ရပါတယ်ဒါဆိုရင်ဘယ်လိုလုပ်ရမလဲသိချင်ရင်ကျွန်တော်ရဲ့ဗီဒီယိုလိုက်ကြည့်ကြရအောင်အခုဗီဒီယိုကိုကက်ကက်နဲ့ပဲပြင်ပြီးမြန်မာစာမှန်အောင်ရေးထားပါတယ်ကဲဒီလောက်ဆိုရင်ကက်ကက်မှာမြန်မာစာပေါက်အလှတွေကိုမှန်အောင်ရေးလို့ရတယ်ဆိုတာပေါ်တာတို့လက်ခံသွားပြီမလားဘယ်လိုလုပ်ရမလဲဆိုတာသိချင်ရင်အကောက်ကို follow လုပ်အခုဗီဒီယိုရဲ့အောက်မှာ yes လို့ comment ရေးခဲ့ပါနောက်ဗီဒီယိုမှာပြည့်စုံလုံးလေးပြောပြပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်